ကဲဒီနေ့လေလာသုံးကမဲ့ကြောရကတော့တခဲကိုစိတ်ဝင်စားဖို့ကောင်းတယ်ငငယ်ကအာယုံစူးစိုက်မှုအားနေတဲ့ ADHD ယောဂနဲ့အတော်လေးရုန်းကန်ခဲ့ရတဲ့အခြေအနေကနေနောက်ပိုင်းမှာဒေါ်လာတန်ပေါင်းများစွာတန်ကြီးရှိတဲ့ကွန်မြူနီကြီးတဲ့ CEO ကျော်ဖေလာအောင်အမခံပြောင်းလဲပေးခဲ့တဲ့အလေးချင်းရှခုကြောင့်ကိုတင်ပြသွားမှာပါဒီလေ့ကျင့်လေးတွေကတင်းငယ်ပေမဲ့အချိန်ကာလစနစ်တကျအဖို့စီထောက်ပြီးဘဝကိုလုံးဝပြောင်းလဲသွားစေနိုင်တဲ့အစွမ်းရှိပါတယ်ဒီတော့ဒီအလေးချင်းတွေကဘာတွေလဲဆိုတာဒိုမီနိုအတုံးလေးတွေပြိုကျသွားတယ်လို့ဆက်ပြီးအဆင့်လိုက်ချိလိုက်အောင်တဲ့မနှက်ဖြန့်ကိုယနေ့မှာကြိုတင်အနိုင်ယူခြင်းနှစ်နက်နက်ခင်းကိုကာကွယ်ခြင်းသုံးစိတ်နဲ့ပတ်ဝန်းကျင်ကိုပြုစုပြောထောင်ခြင်းလေးတိုင်းတာချက်များနဲ့အရှင်ဟုံပြောင်းငါခက်ခဲမှုကိုရွေးချယ်ခြင်းရဲ့စွမ်းအားဆိုပြီးအဆင့်လိုက်တွားကြပါမယ်ပရမဇောပိုင်းဖြစ်တဲ့မနက်ဖြန်ကိုယနေ့မှာကြိုတင်အနိုင်ယူခြင်းဆိုလည်းယမနေ့ညအကြောင်းလေးကနေစပြီးလေ့လာကြည့်လိုက်အောင်အော်စရာကောင်းတာတစ်ခုကထုတ်လုပ်မှုစွမ်းအားကောင်းမှုနဲ့နနခင်းတစ်ခုကိုပိုင်ဆိုင်နိုင်ဖို့ဆိုတာတကယ်တော့မနဲ့မိုးလင်းမှာစတာမဟုတ်ပါဘူးအဲ့ဒီနေ့အတွက်တိုက်ပွဲကိုမင်းညကလေးကကြိုတင်ဆင်နွှဲထားရတာပါလူများစုကမနှထဖို့ပဲနှိုးဆက်ပေးတကြပင်ပဲတကယ်တမ်းကျတော့အချိန်မှန်အိယာဝင်ဖို့နှိုးဆက်ပေးတာကပိုပြီးအရေးကြီးပါတယ်ပြီးတော့အိယာမဝင်ခင်မှာခေါင်းထဲရှုပ်ထွေးနေတဲ့အတွေးဒီမပြီးတဲ့အလုပ်တွေကိုစောက်ထဲချရေးလိုက်ပါနောက်နေ့ပြခတဲ့မှာအဲ့ဒါတွေကိုမတားလိုက်ပါဘာကြောင့်လဲဆိုတော့ဒီလိုလုပ်တာကအိယာပေါ်မှာဟိုဘက်ဒီဘက်လူးလင်ပြီးညအိမ်မပြောတဲ့ပြဿနာကိုအကောင်းဆုံးဖြေရှင်းပေးနိုင်လို့ပါပဲမနှက်ဖြန်အတွက်ကြိုတင်ပြင်ဆင်ပြီးသွားရင်တော့လူတရားပိုင်းဖြစ်တဲ့နန်းနေခင်းကိုကာကွယ်ခြင်းအပိုင်းကိုဆက်သွားပါမယ်ဒီနေရာမှာရုပ်ပိုင်းဆိုင်ရာအခြေခံအုံမီတိဆုပ်ခြင်းကအရင်အရေးလာပါပြီဒီကနန်း60ကလုံးဝမရှိမဖြစ်လိုအပ်တဲ့အရာပါအထူးသဖြင့်အောင်မြင်မှုလမ်းကြောင်းပေါ်ရှောက်လန်းလေသူတွေအတွက်မနှက်အပြာနိုးနိုးချင်းပထမဆုံးမနှက်60ကိုအပြည့်အဝကာကွယ်ထားဖို့လိုပါတယ်ဒီအချင်းလေးကိုအခြားသူတွေအဖျားတွေကြောင့်ပြာခတ်နေတာမျိုးအဖြစ်မခံပဲကိုပိုင်အရှင်အဟုန်နဲ့ဒီငငယ်ဆက်တင်နိုင်ဖို့ကတကယ်ကိုအသက်ပါပဲအဲ့ဒီလိုနနက်ခင်းကိုကာကွယ်ရမှာမလုံမခက်လောရမယ်စီးမြင့်နေရှိပါတယ်အရေးကြီးတော့ကဖုံးကောက်ကင်ပြီးကဘာကြီးရဲ့အစိုးမြင့်တဲ့နေဆိုရှယ်မီဒီယာတွေကိုလုံးဝမကြည့်ပဲနေဖို့ပါပဲအဲ့ဒီအစားခန္ဓာကိုယ်ကနေချွေးထွက်လာအောင်လှုပ်ရှားပေးရပါမယ်ဥပမာအလေးတုံးလေးတွေတက်ပြီးလမ်းလျှောက်တာမျိုးပေါ့ခန္ဓာကိုယ်ဟာဦးနောက်အတွက်ခလုတ်တစ်ခုလိုပါတယ်ခေါင်းထဲကရှုပ်ထွေးနေတဲ့စိတ်တွေကိုငြိမ်ကျသွားအောင်ခန္ဓာကိုယ်ကိုအရင်ပင်ပန်းအောင်လုပ်ပြရပါမယ်ပြီးတော့၈နာရီလောက်ရေငတ်နေတဲ့ဦးနောက်အတွက်တက်စားရည်တပူအပြေတောက်ပြီးရေဓာတ်ပြန်ဖြည့်ပြဖို့လည်းမမေ့ပါနဲ့ခန္ဓာကိုယ်ကိုပြင်ဆင်ပြီးသွားပြီးဆိုတော့တတိယပိုင်းအနေနဲ့စိတ်နဲ့ပဝန်းကျင်ကိုပြုစုပြောထောင်ခြင်းအပိုင်းကိုဆက်သွားကြရအောင်စိတ်ကိုတည်ငြိမ်စေဖို့ခေါင်းထဲမှာချုပ်ထွေးနေတဲ့အတွေးကိုခွဲထုတ်ဖို့အတွက်စာရေးမှတ်တမ်းတင်ခြင်းကအရန်ကိုအစွမ်းထပ်ပါတယ်။ဒါပေမဲ့စိတ်ပူစရာမလိုပါဘူး။ဒီလိုရေးဖို့အတွက်နိုင်ပေါင်းများစွာအချိန်ယူစရာမလိုပါဘူး။အပြည့်အဝအာရုံစိုက်ထားတဲ့9မိနစ်အချိန်လေးရှိုံနဲ့တင်လုံလောက်ပါတယ်။ဒီနေရာမှာ1 2 3နေလန်လေးကိုသုံးကြည့်ပါပထမဆုံးခေါင်းထဲရှိသမျှအသွေးတွေအကုန်လုံးကိုရန်ချရေးချက်လိုက်ပါပြီးရင်ဒီနေ့တော့အရေးကြီးဆုံးဦးစားပေးအလုပ်နှစ်ခုကိုပဲရွှေချောနောက်ဆုံးနဲ့ကျေးဇူးတင်ဆက်အရာ3ခုကိုရေးပါဒီနေ့လည်းကဘလောက်ဆွမ်းထားလဲဆိုရင်စီးပွားရေးအလွန်ခက်ခဲကြတဲ့နေတဲ့အချင်းကာလတစ်ခုမှာတာမန်ကော်ဖီခွက်လေးတစ်ခွက်ကို6လတိနေ့တိုင်းကျေးဇူးတင်ကြောင်းမှတ်တမ်းတင်တာကပဲအဲ့ဒီအခက်ခဲတွေကိုကြိုဖြတ်နိုင်ဖို့ကြီးမားတဲ့ခွာတွေဖြစ်စေခဲ့တယ်ဆိုတဲ့လက်တွေ့အဖြစ်ပြတောင်းရှိပါတယ်ကဲဒီစကားလေးကတကယ်ကိုထီးမိပါတယ်ကျောင်းဆိုတာဘာကိုသင်ယူရမလဲဆိုတာပြသဖို့မဟုတ်ပဲဘလို့သင်ယူရမလဲဆိုတာကိုသိမိဖို့ပါတယ်နေ့စဉ်ပညာရှာမိချင်းဆိုတဲ့စထုတမြောက်အလေးချင်းရဲ့အရေးပါပုံကိုတိကျပြသနေတာပါပဲတကယ်အောင်မြင်ခြင်းနဲ့ဆိုရင်နှစ်30လောက်အချိန်ယူတိဆောက်ခဲ့ရတဲ့အောင်မြင်သူတွေရဲ့လျှို့ဝှက်ချက်တွေကိုဒေါ်လာ30တဲ့နဲ့စားဝယ်ပြီးလေ့လာနိုင်ပါတယ်အချိန်ကုန်တက်တာပြီးထိရောက်တဲ့တင်ယူမှုစီးမြင်တွေကတော့နေ့စဉ်မနက်တိုင်းစာမျက်နှာဖတ်ဖို့ပါပဲအသုံးမဝင်တဲ့အချက်လက်တွေကိုလိုရမရစူးစောင်းနေမယ့်အစားလက်ရှိရင်ဆိုင်နေရတဲ့ပြဿနာကိုချက်ချင်းဖြေရှင်းနိုင်မယ့်စာအုပ်တွေကိုပဲရွေးချယ်ဖတ်ရှုပါပြီးတာနဲ့ချက်ချင်းလက်တွေ့အသုံးချပါနောက်ပြီးအဲ့ဒီအသိပညာကိုပိုပြီးမှတ်မိနေစေဖို့အခြားသူတွေကိုပြန်လည်ဝေမျှပေးလိုက်ပါဒီချက်ကတော့တကယ်ကိုအကျက်ဆုံးပါပဲမိမိရဲ့ပတ်ဝန်းကျင်ကိုဘလို့ပုံဖော်မလဲဆိုတာပါလွယ်လေးမှတ်ထားလို့ရပါတယ်နဂါးကိုတတ်ဖို့ကြိုးစားမဲ့အစားနဂါးနဲ့ဝေးမှနေတာပါပိုလွယ်ကူပါတယ်တဲ့ဥပမာကိုကအချိုစားကျင်စိတ်ကိုမထိန်နိုင်ဘူးဆိုပါစို့ချောကလက်လိုသဘောထားပြီးစားမိတတ်တဲ့ပရိုတင်းဘားတွေကိုမျက်စိရှေ့မှာအလွယ်တကူမထားပဲအလူခန်းတွေကအန်ဆွဲအောက်ဆုံးမှာသွားဝတ်ထားခိုင်းတာမျိုးဟာမန်ကန်နဲ့ရစ်ချက်မှုကိုအလွယ်တကူဆုံးဖြစ်အောင်ပတ်ဝန်းကျင်ကိုဖန်တီးလိုက်တာပဲဖြစ်ပါပတ်ဝန်းကျင်လို့ဆိုညမှာလူတွေလည်းပါဝင်ပါတယ်ကိုပတ်ဝန်းကျင်မှာရှိတဲ့လူတွေဟာကိုအထက်ကိုဆွဲတင်ပေးမဲ့သူတွေလားဒါမှမဟုတ်အောက်ကိုဖိချမဲ့သူတွေလားဆိုတာခွဲခြားသိဖို့အသေးအရေးကြီးပါတယ်
ရီမန်းချက်ကြီးမားပြီးအပင်ထန်စူးစမ်းသူတွေတနည်းအားဖြင့်ပြောရင် killer တွေနဲ့ဝန်ရံထားတဲ့အခါရုပ်ပိုင်းဆိုင်ရာရောအလို့အကင်ပိုင်းမှာပါစံနှုန်းတွေကအလိုလိုမြင့်တက်လာပါတယ်ရုံးမှာလှုပ်တဲ့သူတွေအားလုံးကချမ်းမာရေးလိုက်စားချတဲ့အခါအခြားဝန်ထမ်းတွေပါအလိုလိုစိတ်အားထက်သန်လာပြီးကိုယ်လေးချင်းအများကြီး short ချနိုင်ခဲ့တာတွေဟာပတ်ဝန်းကျင်ကောင်းရဲ့အသက်သေးပါပဲ စဒုတာပိုင်းဖြစ်တဲ့တိုင်းတာချက်များနဲ့အရှင်းဟွန်ကြောင်းကိုဆက်သွားပါမယ်တိုးတက်မှုကိုလိုချင်နေဆိုရင်ကိုယ့်ရဲ့အခြေအနေကိုအမြဲတမ်းတိုင်းတာနေဖို့လိုပါတယ် တိုင်းတာမှတ်တမ်းတင်ထားရင်မရှိတဲ့အရာတစ်ခုခုကလို့ပို့မှုကောင်းမွန်အားပြုပြင်ဖို့ဆိုတာဖလို့မှမဖြစ်နိုင်ပါဘူး။ဒါကြောင့်မြောက်ကြီးရဲ့ North Star တိုင်းတာချက်လို့ခေါ်တဲ့အဓိကညွှန်ကိန်းတစ်ခုကိုရှာဖွေရပါမယ်။ဥပမာအနေနဲ့ကျမကြီးလိုက်စားသူတယောက်ခါခန္ဓာကိုယ်ဖွဲ့စည်းပုံကိုတည်နိုင်ဖို့ TE-Axis skin ဖတ်ပြီးနေ့စဉ်စားတော့တဲ့ calorie တွေ macros တွေကိုတိတိကျကျမှတ်တမ်းတင်တိုင်းတာတာမျိုးပေါ့။ဒီလိုတိုင်းတာပြီးအခြားသူတွေကိုပါချပြခြင်းအပြင်ရှိမှတဲ့တာဝန်ယူမှုကိုဖန်တီးနိုင်ပါတယ်။ ပြီးတော့အရှင်ဟွန်ကိုထိသိမ်းဖို့အတွက်စီမင်းတချို့ရှိပါတယ်အရာရာပြည့်ပြည့်စုံတွေပေါ်စောင့်မနေပဲလှုပ်ရှားရှိတာကိုပြီးမြောက်အောင်အရင်လှုပ်လိုက်ပါနောက်တဲ့အရေးကြီးဆုံးစီမင်းတစ်ခုကဂျင်သွားဖို့အကြောင်းတစ်ခုခုကြောင့်တရက်ပြက်ခွက်ခဲ့ရင်တော့နှစ်ရက်စတိုက်လုံးဝပြည့်မခံပါနဲ့ချော်လဲတဲ့အမားလေးတစ်ခုကနေအောက်ချီအထိရှော့ချသွားတဲ့အထိအပြည့်မခံဖို့အရေးကြီးပါတယ်ပြီးတော့ကိုယ့်ရဲ့အောင်မြင်မှုသေးမွားလေးတွေကိုလည်းအမြဲဂုဏ်ပြုပေးပါ နောက်ဆုံးအရေးကြီးဆုံးဖြစ်တဲ့ပန်ချမပိုင်းကိုရောက်လာပါပြီခက်ခဲမှုကိုရွေးချယ်ခြင်းရဲ့စွမ်းအားပါဒါအခုပြောခဲ့တဲ့မြအရာအားလုံးရဲ့အထွတ်ထိပ်ဖြစ်ပြီးဘဝကိုအကြီးကျယ်ပြောင်းလဲပေးနိုင်တဲ့အထက်မှမြောက်အလေးကျင့်ပါပဲ ဖီအားမှာနှမျိုးရှိပါတယ်လွယ်ကူတဲ့လမ်းကိုပဲအမြဲရွေးချယ်နေမယ်ဆိုရင်လောကကြီးကပေးလာမဲ့ distress ဆိုတဲ့အဆိုးအမြင်ဖီအားတွေအခက်ခဲတွေနဲ့တသက်လုံးရင်ဆိုင်သွားရပါလိမ့်မယ်ဒါပေမဲ့ခက်ခဲတဲ့ရွေးချယ်မှုတွေကိုကိုယ်တိုင်တသက်ရှိရှိရွေးချယ်မယ်ဆိုရင်တော့ you stress ကိုခေါ်ရဲ့မိမိကိုယ်ကိုတိုးတက်စေတဲ့အပြုသဘောဆောင်ဖီအားတွေကိုရရှိပြီးနောက်ဆုံးမှာပုံမလွယ်ကူတဲ့ဘဝကိုပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ် ဒီအကြောင်းကိုပြောရင်အရန်ကိုစိတ်ဝင်စားဖို့ကောင်းတဲ့ဖြစ်ရပ်တစ်ခုရှိပါတယ် Iron Man ပြိုင်ပွဲအတွက်လေ့ကျင့်နေစဉ်မှာကားတစ်စီးနဲ့တိုက်မိပြီးစပီးတစ်စီးလုံးခြေမွတ်သွားတဲ့အထိပြင်းထန်တဲ့ accident ဖြစ်ခဲ့ပူပါတယ်အားလုံးကပြိုင်ပွဲကနေနှုတ်ထွက်ဖို့တိုက်တွန်းခဲ့ပေမဲ့ဒီလိုနာကျင်မှုအခက်အခဲတွေကိုဖျက်ဆီးလိုက်ရတာဟာစိတ်သက်ကြံ့ခိုင်မှုကိုပိုပြီးအဆက်မတန်ကြီးမားလာစေခဲ့ပါတယ်လွယ်ကူတဲ့လမ်းကိုမရွေးပဲခက်ခဲတဲ့လမ်းကိုရွေးချယ်ခဲ့တဲ့အတွက်ပြိုင်ပွဲကိုအောင်မြင်စွာပြီးမြောက်ခဲ့ပြီးတံပိုးမဖြတ်နိုင်တဲ့စိတ်ပိုင်းဆိုင်ရာခွန်အားတွေကိုရရှိခဲ့ပါတယ် ဒါကြောင့်ခက်ခဲမှုကိုရွေးချယ်ဖို့အတွက်လက်တွေ့လှုပ်ဆောင်ရမယ့်အချက်ကြီးကတော့ကိုယ့်ကိုကြောက်ရွံ့စေမယ့်စိန်ခေါ်မှုတစ်ခုကိုအရင်ရွေးချယ်ပါပြီးရင် social media ပေါ်မှာဖြစ်အားလုံးသိအောင်ကျင့်ကြပြီးလူသိရှင်ကြားတာဝန်ယူမှုကိုဖန်တီးပါနာယံတစ်ခုကိုဝင်တိုက်မိသလိုအခက်ခဲနဲ့ကြုံလာတဲ့အခါကောင်းတယ်လို့ဖြုံပြီးပြောလိုက်ပါစဉ်းစားကြည့်လေအောင်မြင်မှုဆိုတာသာလွယ်ကူနေမယ်ဆိုရင်လူတိုင်းရရှိနေမှာပေါ့ အရာအလုံးကိုခြုံငုံကြည့်လိုက်ရင်အဓိကသတင်းစကားကနေစဉ်တေးလာခိုင်နှုံးပိုကောင်းအောင်နေထိုင်နိုင်မလားဆိုတာပါပဲအခြားဘသူနဲ့မှရှင်ပြိုင်နေစရာမလိုပါဘူးမနေ့ကကိုထက်ဒီကနေ့ပိုကောင်းလာထိုးပဲလိုပါတယ်ဒီလိုတင်းငယ်ပြီးစီကန်းရှိတဲ့အလေးအကျင့်လေးတွေကိုစူဆောင်တော့မယ်ဆိုရင်6လလောက်အတွင်းမှာထင်အိတ်မက်ထက်ကဘဝကိုရရှိနိုင်မှာအသေးချပါပဲကဲအောင်မြင်မှုကိုလိုလားသူတွေအနေနဲ့ပြန်လဲစမ်းစစ်ကြည့်ဖို့အချိန်ရောက်ပါပြီမနက်ဖြန်မှာစိတ်ရခိုင်နှုံးပုံမိုးတိုးတက်လာစေဖို့အတွက်ဒီကနေ့မှာလူတစ်ယောက်အနေနဲ့ရှောင်လွှဲနေမိတဲ့လှုပ်ဖို့ဝင်လဲနေတဲ့အဲ့ဒီခက်ခဲတဲ့ရွေးချယ်မှုတစ်ခုကဘာများဖြစ်နိုင်မလဲအဲ့ဒီခက်ခဲမှုအခုပဲရင်ဆိုင်လိုက်ပါလို့တိုက်တွန်းချင်ပါတယ်